မင်္ဂလာပါ iWTD YouTube channel ကကြိုဆိုလိုက်ပါတယ်ကိုရိုင်းကဖြစ်ရမှန်မှုခင်းတွေကိုသာစိတ်ဝင်စားသူဖြစ်တာကြောင့်အခြားဝါသနာတူသူတွေကိုလည်းမျှဝေပေးချင်တာကြောင့်မို့လို့အင်တာနက်မှာဖြစ်ရမှန်အချို့ကိုဘာသာပြန်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်တီဗီသားသူများအနေနဲ့ကတော့ဒီဗီဒီယိုလေးကိုကြော်သွားနိုင်ပါတယ်ရှင်ညီမ၃ယောက်ကဘာဖြစ်လို့သူတို့ရဲ့အဖေရင်းကိုလိုက်ကြတာလဲအဖေရင်းဒါတောင်လူတွေကရောဘာလို့သူတို့ညီမ၃ယောက်ကိုထောင်မချဖို့ဆန္ဒပြတောင်းဆိုရတဲ့ဖြစ်ခဲ့တယ်ဆိုတာကိုဆက်ကြည့်လိုက်ကြရအောင်ပါဒီအသက်58နှစ်အရွယ်ရှိတဲ့မစ်ဟေခါချီတိုရီယန်ကတော့သူ့ရဲ့အိမ်မှာပဲသူ့ရဲ့ဆယ်ကျော်သက်အရွယ်သမီးအရင်၃ယောက်ကဒါကြောင့်တည်ဆုံးခဲ့ရပါတယ်ကဲဘာတွေဖြစ်လဲဆိုတာကိုဆက်ကြည့်လိုက်ကြရအောင်အသက်58နှစ်ရှိပြီဖြစ်တဲ့မစ်ဟေကိုသူ့ရဲ့သမီးတွေဖြစ်ကြတဲ့18နှစ်အရွယ်မာရီယာ18နှစ်အရွယ်အန်ဂျလီနာနဲ့19နှစ်အရွယ်ခရစ်စတီနာတို့ကသူတို့အဖေရင်းကိုရရဆက်ဆက်ခဲ့ကြတာပါအစပိုင်းမှာတော့သူမတို့၃ဦးကိုပူးပေါင်းကြံစည်မှုနဲ့ထောင်မှာအနှစ်20ကြာခံစီပါတယ်ဒါပေမဲ့သူတို့မိသားစုအကြောင်းကိုအသေးစိတ်စုံစမ်းဖော်ထုတ်ချက်တွေအရဒီအဖြစ်ဆိုးကြီးမှာသူတို့တွေဟာနစ်နာသူတွေအဖြစ်ခံခဲ့ရပြီးမှလွတ်မြောက်လာခဲ့ကြရတာပါသူတို့အဖေဟာသူတို့ကိုမယုံနိုင်လောက်အောင်ညှင်းဆဲပြီးအိမ်တွင်းအကြမ်းဖက်ခဲ့တာဖြစ်ပါတယ်တနေ့မှာတော့သူတို့ဟာတီးခတ်နိုင်တဲ့အတိုင်းအတာကုံဆုံးသွားခဲ့ပြီးဒီလိုအဖြစ်ဆိုးမျိုးဖြစ်ပေါ်လာခဲ့ရတာပါမစ်ဟေးကသူ့သမီးတွေအပေါ်အဖေပီသားစွာပြုလုပ်ခဲ့တာတွေကိုသိလိုက်ရတဲ့လူတိုင်းကတော့အဖေတယောက်ကသွေးသားရင်းတွေအပေါ်ဒီလောက်တောင်ရက်ဆက်ယုံမှမှုတွေရှိတယ်ဆိုတာကိုအံ့ဩခဲ့ကြရပါတယ်သူတို့ရဲ့မိသားစုအစလွန်ခဲ့သော25နှစ်လောက်ကမစ်ဟေးကကောင်မလေးတွေရဲ့အမေဖြစ်လာမဲ့ Orila Dangdek နဲ့ Moscow မြို့ရဲ့ Baska Gate တခုမှာစတွေ့ခဲ့ကြပြီးတော့အဲ့တုန်းက Orila က18နှစ်နဲ့ Mikhe က34နှစ်ဖြစ်ပါတယ်။ Mikhe ကတော့ဒုစရိုက်လောကနဲ့ပတ်သက်ပြီးချမ်းသာနေတဲ့လူတစ်ယောက်ဖြစ်ပြီးတော့ Orila ကတော့အသက်မပြည့်သေးတဲ့ယူသားဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ Mikhe က Orila နဲ့သူမအမေကိုအကူအညီလေးတွေစပေးရင်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတဖြည်းဖြည်းစတင်လာခဲ့ပါတယ်။နောက်တော့မစ်ခေးကသူမကိုသူနဲ့လာနေဖို့ပြောပါတယ်အဲ့ဒါနဲ့သူတို့တွေ living together အနေထားကိုမြန်မြန်ရောက်သွားကြပါတယ်မစ်ခေးကသူမကိုရိုင်းဆိုင်ရက်ဆက်စွာပဲဆက်ဆံခဲ့ပြီးသူမရဲ့ပထမဆုံးကိုဝင်ကိုစတင်လွှဲထားရချိန်မှာတော့မှရိုင်းနှက်ပါတယ်မစ်ခေးကအမြဲအနိုင်ကျင့်နှိပ်စက်နေကြဖြစ်ပြီး Orila ကနင်နာသူအနေနဲ့အနိုင်ကျင့်ခံရတာကနေ့စဉ်ပုံမှန်လိုပဲဖြစ်လာပါတော့တယ်မစ်ခေးမာကဒုစရိုက်လောကအဆက်အသွယ်ရှိတဲ့အတွက်ဒီအနိုင်ကျင့်ခံရမှုတွေအတွက်လည်းတရားမျှတမှုကိုရှာဖို့ဆိုတာမဖြစ်နိုင်ခဲ့ပါဘူးသူတို့ဟာစာချုပ်စာတမ်းနဲ့လက်ထပ်ခဲ့ကြတာမဟုတ်ဘဲဖះเจ้าမှာပဲအချင်းချင်းလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်မစ်ခေးကသူ့ရဲ့အမွေတွေနဲ့အိမ်ဘဏ်အကောင့်နဲ့သူပိုင်ဆိုင်မြအရာအားလုံးကိုလည်းသူ့အမေနဲ့သူ့ရဲ့ညီမနာမည်နဲ့ပဲတိတ်တိတ်ကလေးစရင်သွင်းခဲ့ပါတယ်Orila ကပထမဆုံးသားလေးစာဂီကိုမွေးပြီးသားလေး8လသားအရွယ်လောက်မှာသူမိဘတွေစီအလဲသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့မစ်ခေးကသူမကိုပါးရိုက်ပြီးတော့မသွားခိုင်းခဲ့ပါဘူး။သူမကလွန်ခဲ့တဲ့9နှစ်လောက်ကတည်းကအိမ်ကနေလွဲပြီးဘယ်ကူမှမသွားခဲ့ရပါဘူး။မစ်ခေးကသူမကိုအိမ်မှာပဲနေပြီးနှစ်တိုင်းကလေးတွေပဲမွေးနေစေချင်ခဲ့တာပါ။စာဂီမွေးပြီးနောက်တစ်နှစ်မှာတော့သမီးကြီးခရစ်စတီနာကိုမွေးခဲ့ပါတယ်။နောက်ပြီးတစ်နှစ်အန်ဂျလီနာနဲ့မာရီယာတို့ကိုထပ်မွေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ Orila ကကိုဝင်သားစီကိုသူ့ယောက်ျားမသိအောင်သုံးခဲ့ရပါတယ်။မစ်ခေးကတော့သူကမျိုးမပွားနိုင်တော့တာလို့ထင်ခဲ့တယ်လို့နောက်တစ်မျိုးကတော့သူ့မိန်းမတခြားတစ်ယောက်နဲ့ဖောက်ပြန်တယ်လို့ဆွဆွဲပြီးတော့ညင်းခုံရန်တွေဖြစ်ခဲ့ကြရပါတယ်။မစ်ခေးဟာကြာလေပိုပြီးရက်ဆက်လာပါတယ်။အစပိုင်းတော့သူကကလေးတွေအပေါ်တော့ဖခင်ကောင်းအနေနဲ့ပဲဆက်ဆံပြီးသူ့ဒေါသတွေကိုသူ့မိန်းမစီကိုပဲအမြဲပုံချခဲ့ပါတယ်။ Orila ကသူ့ရဲ့ခွင့်ပြုချက်မရှိဘဲအိမ်အပြင်ကိုတော့ထွက်ခွင့်မရသလိုဖုန်းပြောတာတွေကိုလည်းသူ့ခွင့်ပြုချက်မရှိဘဲနဲ့ပြောမိရင်သူကစိတ်ဆိုးပြီးသူမကိုအမျိုးမျိုးနှိပ်စက်ပါတယ်။ဒါပေမဲ့သူမကဘာလို့အဲ့လိုငြိမ်ခံနေရတာလဲဘာလို့လဲဆိုတော့ Orila ကနှစ်ပေါင်းများစွာကြာအောင်အနိုင်ကျင့်ချုပ်ချယ်နှိပ်စက်ခံရမှုတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်အားနည်းလာခဲ့ရတယ်လို့သူမကိုကူညီပေးနိုင်မဲ့သူတယောက်တောင်မရှိတာကြောင့်သူမမှာ no choice အနေနဲ့ဒီလိုဘဝကြီးမှာနေထိုင်နေရတာပဲဖြစ်ပါတယ်။မစ်ခေးကသူမကိုတတ်မဲ့အယုတ်တရုတ်လိုညင်းပန်းနှိပ်စက်နေခဲ့ပြီးငွေမပေးရတဲ့ကျွန်တယောက်လိုမျိုးခိုင်းစီအသုံးချခဲ့ပါတယ်။သူမကတနေ့ချက်ပြုတ်တန်ရှင်းလုပ်ပြီးကလေးလေးယောက်ကိုထိမ်းပြီးအိမ်ထဲမှာပဲနေခဲ့ရတာပါ။အိမ်အောင်စကြကလေးကသူမကသူ့သားလေးကိုခေါ်ပြီးထွက်ပြေးဖို့အချိန်ပေါင်းများစွာကြိုးစားခဲ့တယ်လို့အကူအညီတွေလည်းတောင်းခံခဲ့ပါတယ်။ဒါပေမဲ့မစ်ခေးကအမောင်လောကအဆက်အသွယ်တွေအများကြီးရှိတဲ့အပြင်ရဲတွေနဲ့ပါအဆက်အသွယ်ရှိတာကြောင့်သူမိတာနဲ့ချင်းချောက်အန်ရပြုပါတယ်။နောက်တစ်ခါထပ်ပြီးထွက်ပြေးမယ်ဆိုရင်သားမိနှစ်ယောက်စလုံး
မယ်ဆိုပြီးချိန်ချောက်ခဲ့ပါတယ်။ဒါကြောင့်မို့လို့ပဲ Orilla ခမရမှာရွေးချယ်စရာမရှိပဲဒီလိုဘဝကြီးမှာဆက်နေရတာဖြစ်ပါတယ်။ Orilla ကဘလောက်တနာစရာကောင်းလဲဆိုသူ့ယောက်ျားတယောက်တည်းကအနိုင်ကျင့်ခံရတာမဟုတ်ပဲသူ့ယောက်ခမသူ့ယောင်မတွေနဲ့သူ့ယောက်ျားအမျိုးတွေကပါဝိုင်းပြီးအနိုင်ကျင့်တာကိုခံရတာပါ။ Orilla ကိုသူ့ယောက်ျားရဲ့အမျိုးတွေကအရှုံးသမားဆိုပြီးဝိုင်းနှိမ်ကြသလိုသူ့ယောက်ျားမိခေးရိုက်ရင်လဲသူတို့ကရိုက်တင်လို့ရိုက်တယ်ဆိုပြီးအားပေးအားမြောက်လုပ်ခဲ့ကြပါတယ်။မိခေးကသူ့မိန်းမတယောက်တည်းကိုပဲရိုင်းဆိုင်အနိုင်ကျင့်တာမဟုတ်ပဲနဲ့တခြားသူတွေအပေါ်မှာလည်းရိုင်းဆိုင်တဲ့သူတယောက်ဖြစ်ပါတယ်။တခါတလေကားပတ်ကင်နေရမှားထိုးမိတာတို့ဘာလို့ဆိုရင်သူများတွေကကားကိုရွှေ့ပေးဖို့ပြောတဲ့အခါသူကhip ဆဲဆိုပြီးတော့ပြင်မယ်ဆိုပြီးချိန်ချောက်ခဲ့ပါတယ်။မိခေးကသွားလျာမှာလေတည်သွားပါတယ်။အိမ်ကြီးချင်းနေရတခါတလေရဲတိုင်မယ်ဆိုလဲသူ့လိုရိုင်းပြီးကြမ်းကြုတ်လုံးတဲ့လူနဲ့ပြန်ပြီးမပြောချင်ကြလို့သူ့ကိုလစ်လျူပဲရှူထားကြပါတော့တယ်။မိခေးကပုံမှန်အလုပ်မရှိပေမဲ့နေ့တိုင်းအိမ်ကနေအပြင်ကိုသွားတယ်ဒါပေမဲ့သူတကယ်ဘာလုပ်လဲဆိုတာကိုဘယ်သူမှတိတိကျကျမသိပါဘူးအိမ်ကြီးချင်းတွေကလည်းသူ့ကိုဥပဒေနဲ့မညီတာတွေကိုရောင်းဝယ်လုပ်နေတယ်လို့ထင်ကြပြီးမဲ့တိတိကျကျသိတာမျိုးတော့မဟုတ်ပါဘူးသူ့အိမ်မှာလက်နက်မျိုးစုံရှိပါတယ်မိခေးကသူ့မိသားစုကိုဘယ်တော့မှကြင်ကြင်နာနာချစ်ပြတာမျိုးလည်းမရှိခဲ့ပါဘူးတခါတလေသူဒေါသထွက်လာရင်ဆဲဆိုပြီးလက်နဲ့မယ်ဆိုပြီးချိန်ချောက်ပါတယ်တခြားတစ်ဖက်မှာလည်းသူကသူ့ကိုယ်သူဘာသာရေးကိုင်းဆိုင်သူတယောက်လိုခံယူပြီးအစ္စရေးနိုင်ငံကဖျားเจ้าတွေအထိတကူးတကသွားပြီးဆူတောင်းပါသေးတယ်။နှစ်တိုင်းမှာသူ့ရဲ့ဇယိုက်ကပိုပြီးကြမ်းတမ်းလာပါတယ်။ဒါပေမဲ့သူ့မိန်းမကတော့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။သူအနိုင်ကျင့်သမျှကိုပဲခံနေရဆဲပါပဲ။ဒီနေ့သူမအရိုက်ခံရပြီးစိတ်ုံတက်ခဲ့ရပါတယ်။ဆရာဝန်တွေကမေးတဲ့အခါOrilla ကလည်းသူ့ယောက်ျားကအနိုင်ကျင့်ရိုက်နှက်လို့ပါလို့အမှန်တိုင်းပြောခဲ့ပေမဲ့ဘယ်သူကမှသူ့ကိုမကူညီပေးခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့ဒါကရုရှားမှာမိသားစုအတွင်းဖြစ်ရိုးဖြစ်စဉ်ပဲမလို့သူတို့တွေဝင်မပါသင့်ဘူးလို့တွေးခဲ့ကြလို့ပါပဲ။နေ့တည်ကြလာပြီးတဲ့နောက်သားနဲ့အဖေရဲ့ဆက်ဆံရေးကလည်းပိုပြီးတင်းမာလာခဲ့ပါတယ်။မိခေးကသူ့သားစာဂီကိုသူ့သားမဟုတ်ဘူးဆိုပြီးဆွဆွဲပြတယ်။ကောင်လေးအသက်16နှစ်အရွယ်လေးကိုလည်းပတ်စံမပါအဝိတ္တထေကိုတခုနဲ့ရေရီခဲနေတဲ့လမ်းပေါ်ကိုမိခေးကမောင်းထုတ်ခဲ့ပါတယ်။စာခီကတညာလုံးလေကားပေါ်မှာပဲနေခဲ့ရပါတယ်။သူ့အမေကသူ့သားကိုအစားအသောက်တွေခိုးပေးပြီးမိခေးအိပ်ပျော်ချိန်မှာပဲအိမ်ထဲကိုပေးဝင်ခိုင်းရဲပါတယ်။မိခေးတည်သွားရင်တော့အရန်ဒေါသထွက်ပြီးတအိမ်လုံးကိုတက်ပြစ်မယ်ဆိုပြီးချိန်ချောက်ပါတော့တယ်။အဲ့ဒါနဲ့စာဂီလည်းအိမ်ကနေပဲအပီးအပိုင်ပဲထွက်သွားခဲ့ပါတော့တယ်။အဲ့လိုနဲ့ခရစ်စတီနာ၊မာရီယာ၊အင်ဂျလီနာတို့ညီမ၃ယောက်ဟာအကြောက်တရားအမုန်းတရားတွေကြီးစိုးပြီးတော့ကြီးပြင်းလာကြရပါတယ်။သူတို့ညီမ၃ယောက်ငယ်ငယ်တုန်းကတော့မိခေးကသူတို့အပေါ်ကိုကောင်းခဲ့ပါတယ်ညီမ၃ယောက်ကျောင်းဆရာမတွေပြောတာတော့သူတို့ဟာလှပပြီးအမြဲရှင်လန်းနေကြတဲ့သူတွေပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာအိမ်မှာမပျော်ရွှင်ကြတော့ကျောင်းကသူတို့အတွက်ပျော်စရာနေရာဖြစ်ခဲ့ပါတယ်ဒီပုံလေးမှာဆိုရင်သူတို့ရဲ့လှပပျော်ရွှင်နေတဲ့အပြုံးလေးတွေနဲ့မျက်နှာလေးတွေဟာသူတို့အိမ်မှာထိတ်လန့်စရာနဲ့နေထိုင်နေရတယ်ဆိုတာကမယုံနိုင်စရာပါပဲဒါပေမဲ့နှစ်တွေကြာလေသူတို့အတွက်အခြေအနေတွေကတီးမခံနိုင်လောက်အောင်ပိုပဲဆူလာခဲ့ပါတယ်အဲ့ဒါကတော့မိခေးကသူ့သမီးတွေကိုမယိုးမသားမျက်လုံးတွေနဲ့စကြည့်လာခဲ့ပြီးသူ့မိမOrillaအပေါ်မှာလုံးဝစိတ်ပါဝင်စားမှုမရှိတော့ပါဘူး2015ရောက်တော့မိခေးကသူ့မိမOrillaကိုအိမ်ကမောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာညီမ၃ယောက်က14နှစ်15နှစ်16နှစ်အရွယ်အသီးသီးလေးပဲရှိကြပါသေးတယ်နောက်ထပ်ရန်ဖြစ်ကြတဲ့အခါမှာတော့မိခေးကသူ့မိမခေါင်းကိုတနက်နဲ့ချိန်ပြီးမင်းထွက်သွားမလားမင်းကိုငါတက်ရမလားဆိုပြီးတော့မောင်းထုတ်ခဲ့ပါတယ်သူ့မိမကထွက်သွားခဲ့ရပါတယ်ဒါပေမဲ့ညီမ၃ယောက်ကတော့အမေနဲ့လိုက်သွားဖို့သူတို့အဖေကမလိုက်ရဘူးလို့ပြောလို့ကြောက်ပြီးအမေနောက်မလိုက်ခဲ့ကြပါဘူးဘာလို့လဲဆိုတော့မိခေးကလိုက်သွားမယ်ဆိုရင်တမိသားစုလုံးကိုပြင်မယ်ဆိုပြီးချိန်ချောက်ခဲ့ပါတယ်Orilla ကမိခေးသူ့ကိုချိန်မောင်းထုတ်ပြီးသေးကသူ့သမီးလေးတွေကိုမတွေ့ရတော့ပါဘူးညီမ၃ယောက်ကလည်းသူတို့အဖေရဲ့ဒေါသကိုကြောက်လို့စကားနှထောင်ခဲ့ကြရပါတယ်အဲရနေစားပြီးဆယ်ကျော်သက်ညီမလေးတွေရဲ့ဘဝလည်းအိမ်မဆိုးတွေစတင်ခဲ့ပါတော့တယ်ပထမဆုံးမိခေးကညီမ၃ယောက်ကိုကြောင်းမသွားခိုင်းတော့ပါဘူးသူမတို့ကိုအိမ်မှာပဲတန်ရှင်းချက်ပြုတ်ပြီးတော့သူ့ရဲ့အလိုဆန္ဒမှန်သမျှကိုကျွန်လိုပဲလုပ်ခဲ့ရပါတယ်မိခေးကလူခေါ်ဘဲတစ်ခုတက်လိုက်ပြီးတော့အတန်မြင်လာတဲ့သူတို့တွေကချက်ချင်းအမြန်သွားရပါတယ်မိခေးကနေရညရမရှိပဲသူခေါ်ခြင်းတဲ့အချိန်တိုင်းကိုခေါ်နေပါတော့တယ်မိခေးကညီမတွေရဲ့အခန်းတကားရှိမှာကင်မရာတက်ပြီးဘာတွေလုပ်နေလဲဆိုတာကိုပါကြည့်ခဲ့ပါတယ်တခါလေသူမိ၃ယောက်ကသူ့စကားကိုနားမထောင်ရင်သူကလက်သီးနဲ့ထိုးပြီးတခါတလေလက်နဲ့ပါပစ်ပါတယ်မိခေးကကျောင်းကိုသွားပြီးနဲ့လေဆရာဆရာမတွေကိုချိန်ချောက်ခဲ့ပါတယ်သူတို့ညီမလေးတွေကျောင်းမလာတာကြားတဲ့အခါကျောင်းကနေပြီးတော့ကလေးသူငယ်ထိမ့်သိမ်းဆောက်ရှောက်ရေးကိုအကြောင်းကြားခဲ့ပြီးမြဲဘာမှဆက်မဖြစ်လာခဲ့ပါဘူးတခါလေဆရာဆရာမတွေကမိခေးရဲ့အိမ်ကိုသွားပြီးကလေးတွေကိုရှာပေးမယ်ဘယ်သူမှတကားမဖွင့်ပေးခဲ့ပါဘူး
အဲ့လိုတွေဖြစ်နေပြီးမဲ့လည်းမိခေးကအဆက်အသွယ်တွေအများကြီးရှိတဲ့အတွက်ရဲတိုင်ရင်တောင်ဘာမှမထူးလာပါဘူးညီမတွေခမသူတို့အဖေကသူတို့ကိုဖအေးမပီသားစွာစတင်ပြီးရက်ဆက်ရုံမှနေတာတော့မှရဲမတိုင်ရဲခဲ့ပါဘူးအလက်မလေးအန်ဂျလီနာအသက်14နှစ်အရွယ်မှာသူတို့တွေအစ္စရေးနိုင်ငံကိုခရီးထွက်ခဲ့ကြပါတယ်။အဲ့မှာဟိုတယ်ငှားရတယ်။မိခေကအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့သူနဲ့တကယ်နဲ့သူသမီးကိုလာအိတ်ခိုင်းပြီးမဖွယ်မရမလုပ်တင်တာတွေလုပ်ခဲ့ပါတယ်။သူကအန်ဂျလီနာကသူသမီးရင်မဟုတ်ဘူး။ဒါကြောင့်အန်ဂျလီနာလေးအသက်18နှစ်ပြည့်ရင်သူ့မိန်းမဖြစ်လာရမယ်လို့ပြောခဲ့ပါတယ်။မိခေကသူတို့အိမ်ကိုပြန်ရောက်တော့လဲခလေးမလေးကိုဒီလိုမဖွယ်မရတွေဆက်လုပ်ခဲ့ပါတယ်။မိခေကသူမိမအော်ရီလာကိုအိမ်ကနှင်ထုတ်ပြီးမှပဲသူ့သမီးလေးတွေကိုဒီလိုမဖွယ်မရတွေစလုပ်လာခဲ့ပါတယ်။ဒီနေ့မိခေကသူ့သမီးတွေထဲကတယောက်ကိုသူနဲ့အတူရေချိုးဖို့အထိပြောခဲ့ပါတယ်။အော်ရီလာမရှိတော့ပို့ပြီးတော့ကလေးတွေအပေါ်မှာအတားအဆီးမရှိရုံမှလာခဲ့ပါတယ်။ဒီလိုမဖွယ်မရတွေအလောက်ခံခဲ့ရတာကိုညီမတွေရဲ့တငယ်ချင်းတွေကတက်တည်ထွက်ဆိုပေးခဲ့တာပါ။မိခေကဘလောက်တောင်ရုံမှခဲ့လဲဆိုရင်မဖွယ်မရဓာတ်ပုံတွေကိုညီမတွေရဲ့အတန်းပေါ်တငယ်ချင်းတွေစီကိုသူကိုယ်တိုင်ပို့ခဲ့ပါတယ်။မိခေကသမီး3ယောက်ကိုတယောက်စီခွဲပြီးသူလှုပ်ချင်တယ်လို့လှုပ်ခဲ့ပါတယ်ကြည်ရတာတယောက်နဲ့တယောက်မပြောဖြစ်အောင်သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ပေါ့နှိပ်ပေးပါအောင်လို့ခေါင်းစဉ်တက်ပြီးအခန်းထဲခေါ်သွင်းပြီးရုံမာတဲ့လုပ်ရက်တွေကိုလုပ်ခဲ့တာပါအဲ့လိုမျိုးတွေဖြစ်ပြီးတော့ညီမ3ယောက်ထဲကတယောက်ကသူ့ကိုယ်သူဆေးတွေတောက်ပြီးခဲ့ပြီးမဲ့အချိန်မီဆေးရုံကိုရောက်ခဲ့လို့အသက်မတည်ခဲ့ပါဘူးမိခေကဆရာဝန်တွေကိုဆေးမတောက်ခဲ့တာပါလို့လွယ်ကူကူပဲလိန်နိုင်ခဲ့ပါတယ်ညီမ3ယောက်ကလွတ်မြောက်ဖို့လမ်းမမြင်ခဲ့ပါဘူးသူတို့အဖေကသူတို့ကိုကျွန်းလိုတတ်မှတ်ပြီးသူ့ရဲ့လူအင်ဆန္ဒတိုင်းကိုဖြည့်ဆည်းခိုင်းနေခဲ့တာပါညီမ3ယောက်ကဘလို့ပဲစူးစမ်းမလွတ်မြောက်နိုင်ဘူးဆိုတာသိနေပါတယ်အမျိုးတွေအကူကြီးတောင်းတော့လည်းမဖြစ်နိုင်သူတို့မေအော်ရီလာကလည်းဆင်းရဲတဲ့သူတယောက်ဖြစ်တဲ့အပြင်သူကိုယ်တိုင်တော့ဒီလိုအဖြစ်ဆိုးကြီးမှနင့်နာသူအဖြစ်အကြာကြီးခံခဲ့ရတာမို့သူတို့ကိုကူညီနိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးမိခေရဲ့မိသားစုအမျိုးတွေကလည်းမိခေကသူ့သမီးတွေကိုထိခိုက်အောင်လုပ်တယ်ဆိုတာမယုံကြည်ပဲမိခေဘက်ကပဲယက်တီခဲ့ကြပါတယ်ညီမ3ယောက်ကသူတို့မှာဝင်ငွေလည်းမရှိတခြားသွားစရာနေရာလည်းမရှိတာကြောင့်ဒီအိမ်ထဲမှာပဲပိတ်မိနေကြပါတယ်ညီမ3ယောက်ကထွက်ပြေးကြတော့လေအငယ်ဆုံးလေးကငယ်သေးတော့သူတို့အဖေကပြန်မိသွားတဲ့အခါနောက်တစ်ချိန်အငယ်ဆုံးလေးအရွယ်ရောက်မှထွက်ပြေးကြမယ်လို့တိုင်ပင်ထားကြပါတယ်ဒါပေမဲ့2018ဇူလိုင်ရောက်တော့ညီမ3ယောက်ရဲ့တီးခံနိုင်စွမ်းကုံဆုံးပြီးဒေါသတွေကပေါက်ကွဲလာပါတော့တယ်အဲဒီနေ့ဟာမိခေရဲ့ရုံမှာကောက်ကြည့်မှုတွေညီကုန်း600နေ့လည်းဖြစ်ပါတော့တယ်အဲဒီနေ့ကမိခေကသူ့ရဲ့စိတ်ကြမ်းမာရေးဆရာဝန်နဲ့ကုသပြီးပြန်လာတဲ့နေ့သူကကျမ်းမြေမှာသပင်တွေတွေ့ရတဲ့ပစ္စည်းတွေပြန်ကျဲနေတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဒေါသထွက်တဲ့အပြင်သူသမီးတွေကပတ်စံကိုလိုတာထက်ပိုသုံးထားတယ်ဆိုပြီးဒေါသအကြီးကျယ်ထွက်ပါတော့တယ်အဲ့နဲ့သူသမီးတွေကိုသူ့အခန်းထဲတယောက်ချင်းစီခေါ်ပြီးမျက်နာတွေကိုငရုတ်ကောင်းစပရေးဘူးနဲ့ဖျန်းမာတော့တယ်။သမီးအကြီးဆုံးခရစ်စတီနာကပန်းနာရင်ချက်ရှိတာကြောင့်ပပစပရေးနဲ့ဖျန်းခံလိုက်ရတော့မေလဲသွားပါတယ်။မိခေကတော့သူသမီး3ယောက်ကိုအနိုင်ကျင့်နှိပ်စက်ပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်။သူအိပ်ပျော်သွားချိန်မှာပဲညီမ3ယောက်ကသူတို့ရဲ့ဒေါသတွေကိုမထိန်နိုင်တော့ဘဲနဲ့သူတို့အဖေကိုမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ကြပါတော့တယ်။သူမတို့သိတာကမိခေရဲ့ကားထဲမှာရှိရဆိုတာပါပဲဒါကြောင့်သူတို့လှေကားကနေဆင်းသွားပြီးတော့သွားယူကြတယ်ကားထဲမှာတူရောတခြားပစ္စည်းတွေပါတွေ့တာကြောင့်ယူပြီးသူတို့တိုက်ခန်းစီပြန်တက်လာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာမိခေကလထိုင်းပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်ညီမ3ယောက်ကအနားကိုတဖြည်းဖြည်းချင်းတိုးသွားပြီးစတင်ပြီးတိုက်ခိုက်ကြပါတော့တယ်အန်ဂျလီနာကတူကိုသုံးပြီးတော့မာရီယာကတော့တောက်သုံးခဲ့ပါတယ်ခရစ်စတီနာကတော့မိခေမျက်နှာကိုပပစပရေးနဲ့ဖျန်းခဲ့ပါတယ်ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတော့မိခေကဘာဖြစ်မှန်းတော့မသိလိုက်ပဲအတင်းထိုင်ရဲ့အိပ်ပျော်နေရကနေထားရက်ပေမဲ့လှေကားဘက်ကိုပဲပြုတ်ကျသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲအန်ဂျလီနာကမာရီယာလက်ထဲကဆွဲယူလိုက်ပြီးသူ့အဖေရဲ့နှလုံးတည့်ကိုထိုးထည့်လိုက်ပါတော့တယ်။အဲဒီမှာပဲမိခေလည်းပွဲချင်းပြီးသွားပါတော့တယ်။မိခေစီမှာထိုးသွင်းတန်ရအနည်းဆုံး36ချက်တွေ့ခဲ့ရပါတယ်။အိမ်ကြီးချင်းနေအောင်အော်ဒန်တွေကိုကြားခဲ့ပေမဲ့ရဲတွေကိုမခေါ်ခဲ့ကြပါဘူး။သူတို့အတွက်မိခေတို့အိမ်ဘက်ကဒီလိုအတန်တွေဟာဖြစ်နေကြမလို့နေသားကြနေခဲ့တာပဲဖြစ်ပါတယ်။ညီမ3ယောက်ကသူတို့ကိုသူတို့တန်ရာတွေရအောင်လုပ်ပြီးရဲတွေရောက်လာချိန်မှာတော့သူတို့ဖေကသူတို့နဲ့တိုက်ခိုက်လို့သူတို့ကိုသူတို့ကာကွယ်ရတာပါလို့ပြောခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူတို့ကိုဟာကိုကာကွယ်ရတာပါလို့ပြောတာကိုပြန်ရုပ်သိမ်းခဲ့ပြီးအဖြစ်မှန်ကိုဝေခံခဲ့ကြပါတယ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့အချိန်မှာတော့အချက်အလက်တွေကိုကြည်ချင်းအဖြစ်ညီမ3ယောက်ကစိတ်ထန်ရာရနေကြတဲ့အခြေအနေတွေဖြစ်တဲ့အပြင်အငယ်ဆုံးလေးဆိုရင်ပြစ်မှုကျူးလွန်နေတဲ့အချိန်မှာလုံးဝအသိစိတ်ပြောင်းနေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်
တက်တီတွေကလည်းသူမတို့အဖေကသူမတို့ကိုစနစ်တကျညင်းပန်းနှိပ်စက်ပါတယ်လို့တက်တီထွက်ဆိုပြီးခဲ့ကြပါတယ်မိခေးကိုယ်တိုင်ကလည်းစိတ်ပုံမှန်မဟုတ်တာကိုသူမသေးခင်စိတ်ကျမ်းမာရေးဆရာဝန်စီကပြန်လာတာကိုကြည့်ချင်းအဖြစ်သိနိုင်ပါတယ်ဆရာဝန်ကလည်းမိခေးကဒေါသကြီးပြီးစိတ်မငြိမ်ပါဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့မိခေးရဲ့မျိုးတွေကတော့ဒီအချက်တွေကိုညင်းဆိုပြီးမိခေးကလူကောင်းတစ်ယောက်ပါဆိုပြီးပြောခဲ့ပါတယ်သူကသူ့သမီးတွေကိုထိခိုက်နိုင်အောင်မလုပ်ပါဘူးလို့ညင်းခဲ့ကြပါတယ်သူ့မျိုးတွေကညီမ3ယောက်ကသူတို့ဖေစီကပစ္စည်းတွေကိုလိုချင်လို့ခဲ့ပါတယ်ဆိုပြီးဆွဆွဲခဲ့ကြပါတယ်ဒါမဲ့ဒီချက်လက်တွေကဆွဆွဲချက်တစ်ခုသာဖြစ်ပါတယ်ဘာလို့လဲဆိုတော့မိခေးပြီးတော့မိခေးရဲ့ပိုင်စာသမားတွေအကုန်ကိုညီမတွေကရမှာမဟုတ်ခဲ့နဲ့မိခေးရဲ့အမေနဲ့ညီမကပဲရရှိမှာဖြစ်ပါတယ်မိခေးကသူပိုင်ဆိုင်သမားကိုသူ့အမေနဲ့ညီမနာမည်နဲ့ထားထားတာမို့လို့ပါရှင်းနေတွေကတော့ညီမ3ယောက်ကသူတို့အဖေကိုသူတို့ကိုကာကွယ်မှုအတွက်သာရတာဖြစ်တယ်လို့ရှောက်လဲချက်တင်ခဲ့ပါတယ်ညီမ3ယောက်ဟာချုံနှောင်ခံထားရခြင်းမှာအာမခံနဲ့ပြန်လှုပ်ပေးရင်အမှုကိုဆက်လက်ရင်ဆိုင်နေကြရပါတယ်ဒါပေမဲ့ဒီအမှုဟာ6နှစ်ထက်မကကြာခဲ့ပါတယ်ညီမ3ယောက်ရဲ့ကံကြမ္မာကလည်းအခုထိမတိချသေးပါဘူးညီမ3ယောက်ကိုအတူနေခွင့်ကိုတားမြစ်ထားသလိုတယောက်နဲ့တယောက်ဆက်သွယ်ခွင့်ကိုလည်းတားမြစ်ထားပါတယ်ညီမ3ယောက်ဟာအင်တာနက်လည်းမသုံးရသလိုအင်တာဗျူးတွေလည်းဖြေဆိုခွင့်ပိတ်ခံထားရပါတယ်ညီမ3ယောက်ကအလုပ်ရှာခဲ့ကြရပါတယ်သူမတို့ဟာအသက်ရှင်နေထိုင်ရေးအတွက်ဘာလို့ရမှမသိဖြစ်နေပါတယ်။ကြောင်းမဲသွားရမလားအလုပ်ပဲလုပ်ရမလားဘာလို့ရမှမသိပါဘူး။ဘာလို့လဲဆိုတော့သူတို့ဟာအချိန်မရွေးထောင်တွေကိုပြန်သွားရတာလည်းဖြစ်နိုင်ပါတယ်။အစိုးရရှိနေတွေကတော့ညီမတွေဟာသူတို့အဖေကိုခုခံကာကွယ်တာမဟုတ်ပဲတည်တည်ချာချာလုပ်ခဲ့တာပါဆိုပြီးဆွခဲ့ကြပါတယ်။ဒါကပြစ်မှုကြီးတူလိုပါပဲ။ဒါကြောင့်ထောင်နဲ့20လောက်ကြာခံစီချင်ပါတယ်လို့အစိုးရရှိနေတွေကရှောက်လဲခဲ့ပါတယ်။ရုရှားကလူအများစုကတော့ညီမ3ယောက်ကိုထောက်ခံပေးကြပါတယ်။သူမတို့ရဲ့အကြမ်းဖက်ခံရမှုကိုနားလည်ပေးနိုင်ကြပြီးသူမတို့ဟာရိုးရိုးရှင်းရှင်းကိုကာကွယ်ခဲ့တာလို့ထောက်ခံခဲ့ကြပါတယ်ဒါပေမဲ့ရှေးရိုးဆန်တဲ့လူဖွဲ့စည်းတချို့ကတော့ဒါဟာလူဖြစ်တာကြောင့်ညီမ3ယောက်ဟာထောင်ကျသင့်တယ်လို့ပြောကြပါတယ်တခါတလေမှာနစ်နာသူတွေကကြားရပြီးတခါတလေမှာတော့အနိုင်ကျင့်တဲ့သူကကြားပါတယ်ဒီအဖြစ်အပျက်မှာတော့အနိုင်ကျင့်သူကခဲ့ရတာပါတကယ်လို့ဥပဒေကသာနစ်နာသူဘက်ကိုကာကွယ်ပေးနိုင်ခဲ့မယ်ဆိုရင်ဒီလိုအဖြစ်အပျက်တွေကနည်းလာမှာပါဒီညီမ3ယောက်ဟာသူမတို့အဖေရဲ့အနိုင်ကျင့်စော်ကားမှုကိုနှစ်ပေါင်းများစွာခံလာရတဲ့အပြင်နောက်ထပ်ကြန့်ရှိနေတဲ့နှစ်တွေကိုလည်းထောင်ထဲမှာပဲကုံဆုံးရမလားပြစ်မှုကနေပဲလွတ်မြောက်မလားဆိုတာကတော့အခုထိမရေရာသေးတဲ့အနေအထားဖြစ်နေပါတယ်အဆုံးထိလိုက်ပါ2000ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်လိုအပ်ချက်များကိုဝေဖန်ကြံပြုရင် like and subscribe လေးလုပ်ပေးချဖို့တောင်းဆိုချင်ပါတယ်See you next video. Bye bye.